ထားပါ6တုံလို့နော်ပြည်ရွာအပြာ6မျိုးနော်6ပါ6နော်နာပနာဆိုတာပါဆိုတာကပူရီနော်မင်းနော်ဒီကနေပြီးတော့နော်၄ကိုအဲ့ဒါစနေတိုင်းနိုင်ငယ်နော်နေပြီးတော့ယူပိုင်ယုံဈေးရှိတော်မျိုးနော်ဒါဂမဆိုတာဈေးရှိတော်ရွာကြီးနော်မဂမနော်ဈေးရှိတော်ရွာကြီးဒါဇာနာနော်ဒါနာကြီးနဲ့နာငယ်နဲ့ကွာခရိုင်ဝန်မြင်ဒုမဟုတ်တိုင်းမင်းကြီးခရိုင်စုစနပုတ်နော်ဘာကောင်းလဲဆိုတော့အားလုံးကောင်းတယ်နော်နာဂဆိုတာနာဂမဆိုတာဈေးမရှိတော့ရွာငယ်နင်းကုန်